ဒီနေ့အစောဆုံးမွေးနေ့လက်ဆောင်လေးတစ်ခုသေးရခဲ့တယ်အဲ့မွေးနေ့လက်ဆောင်လေးကလေတလုံးဝမထင်ထားတဲ့ဟာလေးသိလားဘာလေးလဲဆိုတော့ DJI ရဲ့ Osmo Mobile 7P လေးတဲ့ Gimbal လေးတစ်ခုအရင်လိုချင်နေတာဟုတ်တယ်အဲ့ဒါနဲ့မွေးနေ့လက်ဆောင်အတွက်ဆိုပြီးတော့ကိုကွန်မြူကနေပြီးတဲ့ကိုမွေးနေ့လက်ဆောင်ပေးရဖြစ်ပါတယ်လို့တဲ့ဟာဗီဒီယိုရတာကြိုက်တယ်လို့ဆိုတော့လေ Gimbal ရတာရွှေရတာထပ်တောင်ပို့ပြီးတော့မှပြောသေးတယ်ကဲဒီမှာဘာတွေပါလဲဆိုတော့တူတူကြည့်ကြအောင်နော်ပထမဆုံးအနေနဲ့ကတော့တွေ့လိုက်ရတာစကူဘူးလေးရဲ့ဒီလေးတအိတ်ရဲ့ instruction စာရွက်တည်းပေါ့နော်ဆိုတော့စကူဘူးရဲ့မှာဘာတွေပါလဲစကူဘူးရဲ့မှာ charging ကြိုးတွေနောက်ပြီး audio ကြိုးတွေပါတယ်ဒါလေးကတော့ဖုန်းကိုညှရတဲ့ grip လေးနဲ့ဒါ 7P မှာပါတယ်လို့ပြောတယ် multi functional module ဆိုတဲ့ဟာလေးဖြစ်တယ်ဒါလေးကတော့အသက်မျောလင့်တောင်းတနေတဲ့ DJI ရဲ့ gimbal လေးပါဖုန်းဖွင့်ခြင်းဆိုတော့ unboxing ဆိုတော့ဘာမှတော့သိချာမသိသေးပေမဲ့ရှောက်ပြီးတော့ဟိုစမ်းကြည့်ဒီစမ်းကြည့်ရင်လည်းဒီနေ့တညလုံးတော့ဒါလေးစမ်းပြီးတော့အချိန်ကုန်တော့မှာပဲ bye ပြော thank you ပါရန်ချိုက်တယ်တော့